မန္တလေးမြန်မာစားတောက်ဆိုင်ဘန်ကောက်ကိုလာပြီးတော့မြန်မာသားလာစားတာအဲ့မှာယူယူလေးဆိုတဲ့ဆိုင်ရှိတယ်အဲ့ဒီကနေပြီးတော့ဝင်လာလိုက်အဲ့ကနေပြီးတော့အဲ့15လမ်းအဲ့ရဝင်လာလိုက်15လမ်းရန်ကုန်ဘားတို့ဘာတို့လည်းအဲ့ဒီမှာရှိတယ်အဲ့အတွင်းထဲကိုကြားထဲကိုဝင်မှမန္တလေးစားတောက်ဆိုင်အဲ့ဒီကိုရီပြင်းဟိုမှာထိတ်တွေပါတွေတောင်ရောက်သွားတယ်ဟိုမှာအဲ့မှာရန်ကုန်ဘား restaurant ဒါတွေကအော်ဟိုမှာမန္တလေးစားတောက်ဆိုင်နဲ့တွေ့ပါပြီတို့ model လေးသွားပါအောင်လမ်းလျှောက်ပါအောင်ရှေ့ကနေပြီးတော့ဒီသူမမှုစုံတယ် model လေးပိန်သွားပါတယ်သပင်းလေးလည်းဖြတ်ပလိုက်ပါတယ်model လေးနေလို့မကောင်း model လေးသွားပါပြီမန္တလေးဆိုင်အေးဟုတ်ပါညီမဥပမာရှားတာဟိုပါပြီအော်ကျင်းမရုပ်ကလေးတွေနဲ့ရန်ကိုညီမဆန်ပါတယ်ရောက်ပါပြီနောက်ဆုံးတော့မန္တလေးကိုဒီလူကစင်ကာပူကနေပြီးတော့လာမင်္ဂလာပါမန္တလေးဆိုင်နောက်ဆုံးတော့ရောက်သွားပါပြီမန္တလေးဆိုင်ရောက်သွားပါပြီကဲစားပါမယ်ပြင်စင်လေးကအရန်ကိုဒီမှာဆန်ပါတယ်ဒီမှာအကန်ရောက်သွားပြီမန္တလေးဒီမှာမန္တလေးပြေးစားလိုက်ပါမယ်